တရားပွဲဖွင့်ကြစို့။ကိုင်းဆိုစားနောက်က အနန္တ၅ပါးကိုရှစ်ခိုးပါ၏ဖရာနှစ်ကြိမ်ဆိုပါဦးဒီလိုရှစ်ခိုးရမှာတညတိုင်းလားညတိုင်းလားညတိုင်းရှစ်ခိုးရတရားနာပရိသတ်ကိုလည်းတရားနာတုံးတင်မဟုတ်ဘဲနဲ့ညစဉ်ညတိုင်းအဲ့ရလေးခင်ဒူးလေးတုတ်လက်အုပ်ကလေးချီပြီးညတိုင်းရှစ်ခိုးကြဒါကိုပဲဘုန်းကြီးတို့ဗမာပြည်လှည့်ပြီးတော့ဘုန်းကြီးတို့ဟောနိုင်တဲ့အချိန်မှညစဉ်တိုက်တွန်းနေရပါဘုန်းကြီးဟူတရက်မှမနာပဲနဲ့ညတိုင်းတိုက်တွန်းနေရသက်သာခွင့်လေးတွေရကြအောင်လို့အနန္တ၅ပါးညတိုင်းရှစ်ခိုးတယ်ဆိုရင်ဖြင့်ယောက်ျားမိန်းမကလေးလူကြီးသက်သာခွင့်လေးတွေငါးပြားတစ်စိတ်မကုံတော့လဲပဲမိမိတို့နောက်ဒီစေရနာလေးတွေအရေးအဖွယ်လိုက်ကြပါစီတော့လို့ဒါတိုက်တွန်းရပရိသတ်ကြီးမနေ့ကတုန်းကမဟာဒုတ်အိမ်ဘယ်သူရောက်နေပါလဲတရားရောက်တရားကဘယ်လိုပုံစံနဲ့မဟာဒုတ်ဆင်းရဲသားအိမ်ရောက်နေတာပါလဲထမင်းတယ်မဟုတ်ဘူးကထမင်းချက်အေးရောင်းမကြီးထမ်းလို့ထမင်းချက်များအလိုရှိရနိုင်ပါတယ်ခင်ဗျာလို့ဆိုတော့မဟာဒုတ်ကြီးတန်ဃာတပါးနဲ့ပင့်ထားတဲ့ပုဂ္ဂိုလ်ဆိုတော့ဟောတောင်မြင်တဲ့ထေကတန်ဃာ1000ခင်ဗျဟောကျွန်တော်တို့မြောက်ပြင်တဲ့ထေကတန်ဃာ900ခင်ဗျအဲ့ဒီသွားချက်ပါလားလို့ဆိုတော့မဟာဒုတ်ကြီးဒီလိုပြောလိုက်တဲ့ဆိုရင်ပဲမြတ်သပိတ်ရမယ်မဟာဒုတ်ရဲ့ဆွန်းကိုချက်ချင်တဲ့တရားမင်းကထမင်းချက်ရောင်ဖန်ဆင်းလာရာကနေပြီးတော့မဟုတ်ပါဘူးခင်ဗျာအခကြေးငွေနဲ့ကျွန်တော်ချက်တာမဟုတ်ပါဘူးကုသိုလ်ဖြစ်ခင်ဗျတထေးဆွန်းမဆင်းရဲသားရဲ့ဆွန်းမဒီလိုမဟုတ်ပါဘူးခင်ဗျဒါနဲ့မဟာဒုတ်ကြီးကကိုင်းတာဖြင့်လာပြုတ်ဆိုတော့မဟာဒုတ်အိမ်တရားရောက်တဲ့နေရာဘုန်းကြီးရပ်ထားခဲ့ကိုင်းဒီတော့ကောင်းပြီတရားမင်းရောက်တော့ချက်ကြပြုတ်ကြတိုင်ပင်ကြပေါ့မဟာဒုတ်နဲ့ဒလိဒ္ဓတို့တညာလုံးအိတ်မပြောဘူးနှမရဲ့တန်ဃာတော်တစ်ပါးငချင်းသားနဲ့လှူရတော့ကွယ်နှမရဲ့ပျော်လုံးလို့ဒါမှန့်ကြည့်လို့ရပါအခုကြည့်အိတ်မပြောကြဘူးအဲ့ဒါလို့အိတ်မပြောပဲနဲ့ချက်ကြပြုတ်ကြနဲ့မိုးလင်းကနီးရောက်လာတော့ကိုမဟာတို့ဘာတော့နှမရဲ့တော့တန်ဃာတွေပင့်လာလိုက်ကြတယ်စီတန်းလို့ကြည်ညိုစရာကြီးကျွတ်တို့သူများတဲ့တွေလို့တန်ဃာများလှူခြင်းပေးမယ်လို့ဆင်းရဲသာဘဝဆိုတော့တန်ဃာလေးတစ်ပါးရှားပါပါပင့်ထားရတာကိုမဟာတို့ရဲ့တော့ကြသူများတွေပင့်သွားလို့ကျွတ်တို့မရလိုက်ဖဲနေရင်ခက်မယ်ဒါကြောင့်ကိုမတို့တန်ဃာပင့်ညီတော့လို့ခိုင်းတော့မဟာဒုတ်ကြီးမအိပ်ရပေမဲ့လို့မျက်နှာကလေးတစ်ကြည်လင်အောင်အပေါ်ယုံမစိုးလေးလွှမ်းပြီးတော့တန်ဃာအပင့်ထွက်သွားဟိုရောက်တော့လူအုပ်ကြီးနဲ့ဘုရားလူကြီးကလည်းတရားနာပြီးသားတန်ဃာတွေစရင်ခေါ်ပြီးတော့တောင်ပြင်းတထေကသံဃာ1000ကျွာတော်မူပါဖရာမိုက်ကြီးနဲ့ရံပြောတာနော်အဲ့ဒီတုန်းကဒီမိုက်တွေရှိကြမရှိဘူးဒါခုခင်းနဲ့မှားရတာပေါ့ဗျာရှိများနေမလားတော့ကျွတ်တို့လည်းမသိဘူးပေါ့စားရဲတော့မပါပါဘူးမှားရတာပေါ့ဟာတန်ဃာ1000နေဘူးဟာမြောက်ပြင်းတထေကသံဃာ900ကျွာတော်မူပါဖရာပင့်လိုက်ဟေး900ဟဲ့မဟာတို့တန်ဃာလေးရှားပါပါတပါးတည်းပင့်ထားတာမင်းဘုံမှာကြမ်းပါမလားကွယ်ခြေပြားလေးထောက်ပြီးတော့လူတဲ့လည်းမကရဲဘူးဆင်းရဲသားကိုဗျပတ်စံရှိတဲ့လူတွေကတရောင်နဲ့တွက်လွှတ်လိုက်မှကြောက်ခြေပြားလေးထောက်ကြည့်နောက်ကြည့်ရင်နဲ့လူအုပ်ကြီးဆဲတော့ဘုရားလူကြီးနာကပြောဘာကြီးဟေးကောင်ဒီတော့မမေ့ဘယ်ကောင်
ဟောဗျာဘာကြီးကျွန်တော်မသိဘူးလားကျွန်တော်လေတန်ခါစရင်ပေးနေစဉ်အခါတုန်းကဒီမှာရောက်တယ်ခင်ဗျမင်းနောက်ဘဝကမှလှူလို့ဆင်းရဲတာနောက်ဘဝကမှလှူလို့မွဲတာရဲ့လို့ဘာကြီးကိုယ်တိုင်နိဗ္ဗာန်လမ်းဖွင့်ပြလို့ကျွန်တော်တန်ခါတစ်ပါးဆက်ရတယ်မဟုတ်လားဗျကျွန်တော်ဟောဒီလောကကြီး၌အဆင်းရဲဆုံးအမွဲဆုံးမဟာရုပ်ပါခင်ဗျာကွာငါကအများနဲ့မှားရတာမသိဘူးကွာဟေးကောင်မသိဘူးကွာမသိပေမဲ့လို့ခင်ဗျာကျွန်တော်ပေးထားတဲ့စရင်တန်ခါတစ်ပါးပြင့်မို့လာတာခင်ဗျာတဲခွကြတကူကွာဟာတန်ခါတွေ900တထောင်ပင့်သွားမြင်မှုလားမင်းမျက်စိအောက်တယ်ကုန်ပြီကွာမရှိဘူးဘုရားလူကြီးတတ်တီတော့ဒီနေရာအပြည့်အဝပြတော့ဟာကုန်ပြီကွာမရှိဘူးဟောဗျာဘုရားလူကြီးခမည်းပဲလို့လှုပ်လိုက်တာတော့မရှိပါဘူးဆိုနေပဲနဲ့လှုပ်ရမှာတော့ကွာတော့ကွာကျွန်တော်မသွားနိုင်ဘူးခင်ဗျကျွန်တော်မဟာထုတ်ဒီကောင်မင်းမတော်တဲ့နေရာသွားထုတ်ကြည့်ကွာမရှိဘူးလို့ပြောရသားနဲ့မင်းမရှိပေမဲ့လို့ကျွန်တော်တန်ခါမရရင်အိမ်မလို့လှုပ်ပြီးတော့ပြန်ရမှာတော့ခင်ဗျမင်းချီတုံးနဲ့လာတာချီတုံးနဲ့ပြန်ဖို့ကွာမင်းငါလိုက်ဖို့နေရမှာဘုရားလူကြီးလှုပ်ပေါက်နော်မရှိပါဘူးပြောရသားနဲ့မင်းပေကပ်ပြီးတော့ဒီမဲ့မင်းငါစရင်ပေးတာတော့မှန်ရဲ့ဒါပေမဲ့လို့ငါစရင်မတုံ့မိဘူးကွာမေ့သွားဟေးခင်ဗျားပဲလို့လှုပ်လိုက်တာတော့တန်ခါလေးရှားပါတပါးပင့်ပြီးတော့ထားတာဟောအင်္ဂါနှမလေးတလိတာကတန်ခါတပါးလှူမဲ့ဆိုပြီးတော့ချက်ပြုတ်ပြီးတော့အကုန်လုံးစီစဉ်ပြီးပြီခင်ဗျာကျွန်တော်ပြန်သွားလို့ရှိရင်ဖြင့်ဘယ်မလဲကိုမဟာတို့တန်ခါတပါးတွန့်လက်ထဲလဲသပိတ်မမြင်ပါလားကျွတ်တို့ပဲတန်ခါလှူရမှာတော့ကိုမဟာတို့ဘယ်သပိတ်မှလောင်းရမှာတော့လို့မယားလေးအလှဒလိထမေးရင်ဖြင့်ကျွန်တော်အဖေခက်လာကြီးရဲ့နှမရဲ့တန်ခါတပါးမရတော့ဘူးကွယ်လို့ပြောလိုက်လို့ရှိရင်တော့မလေးအင်းကမယားလေးမျက်ရည်ကျရှာတော့မယ်စားရဲတော့ဒီလောက်ပါမထင်ပါဘူးကျုပ်ကနည်းနည်းရှာရှည်နေတာသို့တော့မရမှတော့ဒီလိုပြောမှနဲ့တူပါရဲ့ဗျာဟေးကောင်မင်းဖမင်းဘယ်လိုပြောကွာတော့ကွာမရှိဘူးကွာတော့မကွာမင်းဦးကြောင်ကြောင်နဲ့ကဲကြည့်ဗျာဦးကြောင်ကြောင်လှုပ်တော့သူကဗျာမဟာတို့ဦးကြောင်ကြောင်ပြောလွတ်ဘုရားလူကြီးတတ္တိတွေဗျာဒါပတိကျွတ်တော့ခုခေတ်ဘုရားလူကြီးမဟုတ်ပါဘူးဟိုတုန်းကဘုရားလူကြီးပြောဟုတ်တယ်ဗျအခုခေတ်ဘုရားလူကြီးတွေကတော်ပါတယ်ဆွမ်းတော်ရင်တွေမွန်မွန်မြတ်မြတ်ကောင်းကောင်းမွန်မွန်တင်ထားတဲ့ဆွမ်းတော်ရင်တွေသူတို့ပဲစောင့်ကြရှာခုခေတ်ဘုရားလူကြီးတွေကတော်ပါတယ်မစောင့်ပဲဖြစ်မတော့မြကလေးတွေကခိုးနေတညာလုံးအိပ်ရရှာဘူးကလေးတွေကခိုးမလို့လက်ကလေးပေါ်လာလဲဟာကောင်းလေးထောက်ဒုတ်ကြီးနဲ့တော့ကြလဲခေါင်းလေးပေါ်လာဟဲကောင်းလေးတွေမလုံးနဲ့တော့ထောက်ဒုတ်ကြီးနဲ့တညာလုံးအိပ်ရမနဲ့မိုးလင်းတော့မှဘုရားလူကြီးတွေကအထုပ်ကြီးတွေနဲ့ပြန်ကြစောင်းထုတ်ဗျာချမ်းနဲ့စောင်းတွင်းကြီးသိရသားနဲ့စောင်းမပပဲအိတ်လို့ရဒါကြောင့်ခုခေတ်ဘုရားလူကြီးတွေတော်ကြပါဟိုမှာကြည့်ဟိုဘုရားလူကြီးလှုပ်ပေါ့ဟဲ့ကောင်သွားကွာမဲဦးကြောင်ကြောင်နဲ့ကျွန်တော်ဘယ်လိုလှုပ်ပြီးတော့ပြန်ရပါမလို့ဘုရားလူကြီးခမညာကျွန်တော်သပိတ်မရရင်မပြန်နိုင်ဘူးခမညာဟာကောင်မပြန်လို့ဖြစ်မလားကွာမရပါဘူးပြောနေမှဟေးခမညာဒီလိုလှုပ်ရလေချင်းဆင်းရဲသားမှုခမညာဒီလိုလှုပ်တာပေါ့တန်ခါတရားတစ်ထောင်ပြနိုင်တဲ့သထေးတွေကြခမညာဒီလိုလှုပ်ရပါဘူးဘုရားလူကြီးခမညာတော်လဲတော်ပါဘူးရဲ့ကျုပ်အပေါ်ခမညာဒီလိုလှုပ်လိုက်ရင်ကျွတ်တို့မလှူရလို့တန်ခါတစ်ပါးချွေးနဲ့စားကလေးနဲ့စုဆောင်ထားသမျှကျင်တော်တို့တန်ခါဒါနာကြီးမြောက်နိုင်ပါမလားမြောက်မမြောက်ကွာမရှိတာပေါ့တော့ကွာ
ငေါ့ထုတ်နှမရဲ့တန်ဃာတစ်ပါးမရတော့ဘူးတဲ့နှမရဲ့မင်းကတော့ချွေးနဲ့ဇာလေးနဲ့နိဗ္ဗာန်ကိုရည်မှန်းပြီးတော့လှူဒန်းရင်လို့ချစ်ပြုံလောက်ကင်ပြီးတော့ထားပေမဲ့လို့မလှူရတော့ဘူးမင်းရည်စူးတဲ့နိဗ္ဗာန်ကိုမြော်မှန်းပြီးတော့ချက်ထားတဲ့ဆွမ်းတွေမလှူရတော့ဘူးနှမရဲ့လို့မဟာတို့ဝန်းနဲ့ရှာလွန်းလို့မယောအလားဓလိတာခမမဟာပွဲတဲ့ဆိုငိုမှာပေါ့ဗျာခမတို့ကပြောမှာဘုန်းကြီးမငိုတဲ့အတိုင်းပဲလို့ပြောပြနေတာသူဒီလိုငိုလိုက်မဗျာမယောအလားဓလိတာခမမဓမ္မရတဲ့သပိတ်ကိုလူမဲ့ကြံလို့ဟာမလေးကြည်ဆောင်မောင်သူလူချင်းလို့ကြီးမှန်းထားတဲ့နိဗ္ဗာန်ကြီးအခုဒီဆမ်းမမလူရရင်ဘယ်လိုနည်းနဲ့မှငါတို့နိဗ္ဗာန်မြတ်နိုင်တဲ့အထုံနောက်ကမပါတော့ဘူးရဲ့လို့တပါးတန်ဃာကိုလှူမဲ့ကြံလို့သူရွယ်ပြန်နိဗ္ဗာန်နောင်ကိုလားလမ်းမဖြင်ခက်ပါပြီခလောမလေးကြည်စမ်းမအောင်မင်းလှူခြင်းနဲ့တန်ဃာတော်မလှူနိုင်တော့ဘူးနှမရဲ့ဖယားလူကြီးလူလဲလို့လို့ဖယားလူကြီးငါတို့ရဲ့ဆင်းရဲသောအပေါ်ကိုနှိပ်စက်လို့ငါတို့မလှူရတော့ဘူးကွယ်လို့ဖယားနဲ့ကြီးတဲ့လူကြီးဖယားလူကြီးမို့ခံရပြီနှမရဲ့ဒီကောင်မင်းတဲစော်ကားပါလားမင်းငါဖယားနဲ့ကြီးတဲ့လူကြီးတွေပါလေနဲ့မဟုတ်ဘူးလားခင်ဗျဘယ်ဟောမှာတော့ကွာဟုတ်တယ်ခင်ဗျကျွန်တော်ဖယားထမ်းသွားရင်သပိတ်တစ်လုံးနဲ့တန်ဃာတော်ဘာရရင်ရအောင်မယ်အခုဖယားလူကြီးထမ်းကျွန်တော်အားကိုတဟဲနဲ့ဒီသပိတ်တာဝန်ယူမေးလို့အခုမလှူရတော့ဘူးခင်ဗျဖယားနဲ့ကြီးတဲ့လူကြီးဖယားလူကြီးမို့ခံရပြီနှမရဲ့အများယူပြီးတာငါ့ဘတောင်းမကြမ်းပါဘူးတဲ့မလေးကြည်ဆောင်မောင်သူများတွေပင့်သွားလို့ငါ့ဘတန်ဃာတစ်ပါးမကြမ်းတော့ဘူးနှမရဲ့ငါဘယ်လိုလုပ်ပြီးတော့လှူရပါမတော့နှမရဲ့တန်ဃာမရလို့ရှိရင်တော့ငါအိမ်မပြန်တော့ပါဘူးမင်းထမ်းမျက်နှာပြမလှလို့ငါအိမ်မပြန်ခဲ့ဘူးနှမရဲ့ကျွန်တော်တပိတ်မရရင်မပြန်ဘူးခင်ဗျာတဲ့ခဲနေကိုကွာမင်းငါလာမင်းအကြက်ကိုင်းနေတာကိုကွာမရှိဘူးဆိုပြန်သွားအေးတာပဲမပြန်ဘူးခင်ဗျကျွန်တော်ပြေးခဲ့တဲ့စရင်ကိုင်ဟစ်ကောင်ငါတော့မနှိမ့်ဆက်ပါနဲ့ကွာဖယားလူကြီးကပရိသတ်စဉ်းစားနော်နှိမ့်ဆက်တာသူကဗျငါတော့မနှိမ့်ဆက်ပါနဲ့ကွာကိုင်ဒီမဟေးတို့သုံးလောကထုထားကသဗ္ဗမြတ်စွာဘုရားရဲ့မြတ်သဖိတ်တော်ဘယ်သူမှရသေးဘူးကွာအဲ့ဒါလေတန်ဃာစရင်နဲ့မပါလို့ဘုရားရဲ့မြတ်သဖိတ်တော်ကြံနေကွာဟေ့ကောင်မင်းငါလမ်းညွှန်လိုက်မကွာငါလည်းမနှိမ့်ဆက်ပါနဲ့ဒီမဲ့ဖယားထံသွားလို့ရှိရင်မင်းအခန့်တင့်ကမြတ်သပိတ်ရမှာကွာခင်ဗျာဟုတ်ကဲ့လားခင်ဗျာဟုတ်တယ်ကွာမင်းအဲ့ဒီသွားပါလားဒါပြီးကျွန်တော်သွားမယ်ခင်ဗျာလို့အများယူပြီးတာငါ့ဘတောင်းမကြမ်းပါဘူးတဲ့ဟဲ့အရဟံဘဂဝါတဆူရလို့တဲ့စိတ်ကဲနဲ့နှမရဲ့တလိတာဟမမင်းမြတ်သပိတ်ရမှာအေးမှာပါကလာဆိုပြီးငိုသပေါ့ဗျာငိုသပေါ့ဗျာကိုင်းငိုပြီးတော့ဖယားထံပြေးလိုက်တာဘုရားကြီးခန္ဓာကူရီတိုက်ပေါက်မှဖွင့်သေးဘူးဗျတိုက်တကားစောင့်နေတဲ့လူတွေကြည့်လိုက်တော့တိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ရဲ့ပြီးတော့ဗန္ဓုလစစ်သူကြီးရဲ့ပြီးတော့တက်တော်ရှိအမတ်ကြီးတထဲတွေသူကြွယ်တွေဆိုတာတော့ပြည့်ညတ်လို့ပေါ့သူတို့ပေးလိုက်မှထင်လို့ဘယင်ကလည်းငါရှင်မရင်နဲ့ဘုရားကငါမျက်နှာမြင်ငါပေးမှာတဲ့စစ်သူကြီးကလည်းငါစစ်သူကြီးတဲ့ဘုရားကငါမြင်ငါပေးမှာတဲ့တက်တော်ရှိကလည်းငါမြင်ငါပေးမှာတဲ့စောင့်ကြဘုရားဦးကြောင်ကြောင်မျက်နှာလိုက်ပေးမယ်ဘုရားမှတ်စောင့်ကြဒီထဲမဟာတို့ကြီးကရောင်လေရောက်သွားအဝိကဆုပ်ဆုပ်ပြ
ဟဲ့ကောင်ဘာလို့ခင်ဗျတော့ဖယားတောင်ကျင်းရကမထားသေးဘူးမင်းဒီချိန်လာလို့မစားရဘူးကွာတော့တောင်းသားမှလို့ငေါ့ထုတ်ဗျာမငေါ့ကြပါနဲ့ခင်ဗျာကျွန်တော်တောင်းစားမဟုတ်ပါဘူးခင်ဗျာအမေရုပ်ကတောင်းစားမဟုတ်ဘယ်လိုရုပ်တုံးကွာစုပ်ပြတ်နဲ့တော့ကွာဟေးကောင်ညင်ပတ်နဲ့ကျွန်တော်တောင်းစားမဟုတ်ပါဘူးခင်ဗျာကျွန်တော်ဖယားကိုယ်တော်မြတ်ထံမြတ်သပိတ်အတနာခံမလို့ဟောဒီလောကကြီး၌အမွဲဆုံးအဆင်းရဲဆုံးမဟာဒုက္ခပါခင်ဗျာမိုက်ပါပြီကွာဟေးကောင်မင်းနေသားမောင်မင်းယုတ်ကမြတ်သပိတ်ရမယ်ယုတ်လားကွာတော်သားမကွာအမေယုံနဲ့ဟင်းအိုးမအာမနာတယ်ငေါ့ထုတ်ကြမတော်ဘူးခင်ဗျာကျွန်တော်မြတ်သပိတ်ရအောင်အတနာခံမယ်လို့လူရုပရိသတ်ကြီးတဲ့ဇွတ်ခွဲဝင်ပရိသတ်ထဲဇွတ်ခွဲဝင်ပြီးတော့ဂန္ဓာကုရီတိုက်ပေါက်တကားခေါင်းနဲ့ဆောင်းလို့မှန်လားပါဗျာဘုံတော်6ဆုံးကုန်းတော်အနန္တနဲ့ပြည့်စုံတော်မူသောမြတ်စွာဘုရားဖရာတပည့်တော်သည်ဟောဒီလောကကြီး၌အမွဲဆုံးမဟာဒုက္ခအဆင်းရဲဆုံးမဟာဒုက္ခပါဗျာတပည့်တော်တန်ဃာတပါးပင်ထားတာဖယားလူကြီးဦးကြောင်လို့လူစရာမြတ်လို့မရလို့တန်ဃာတပါးလည်းပင်စရာမရလို့တပည့်တော်အတနာသဖြင့်မြတ်သဘိတ်ကချီးမြင့်တော်မူပါမြတ်စွာဘုရားလို့ဘုရားရှောင်းလိုက်ဘုရားကိုယ်တော်မြတ်ရှောင်းလိုက်တော့ကြောက်ဆိုတကားပွင့်ကန္နာဂုရီတိုက်တကားပွင့်လာဝင်လာပြီးရွှေမရိုးစီအဆင်းရှိတဲ့လက်မောင်းတော်ကဆန်တန်းလို့မြတ်သဘိတ်ကရွှေလက်တော်နဲ့ကင်ပြီးဘုရားကိုယ်တော်မြတ်ကမဟာဒုတ်လက်ထဲကအလိုက်ပါရောဗျာပိဋကကြီးမြတ်သဘိတ်ဘယ်သူလက်ထဲရောက်သွားတော့ကင်မဟာဒုတ်အလိုက်တော့သူတို့မြင်လို့မျက်နှာကြီးရာဟင်းဘတ်ပါပေးလိုက်မယ်ထင်ပြီးတော့စောင့်နေတဲ့ရှင်ဘုရားသဘိတ်မဟာဒုတ်လက်ထဲအလိုက်ရောဘယ်သူမှမျက်နှာမလှဟာဘယ်နဲ့ဟာကြီးလက်ထဲရောက်သွားတာလို့ဟာစုပ်ပြတ်နဲ့ကြည်စမ်းဟေးမဖြစ်ပါဘူးငါသထေးကွာငါသူကျွဲကွာငါသက်တော်ရှည်ကွာနဲ့ဝယ်မယ်ဆိုပြီးတော့မဟာဒုတ်နောက်လုံးလိုက်ကြတဲ့လူအုပ်ကြီးမဟာဒုတ်ကြီးကလည်းဝန်သားလုံးလို့မြတ်သဘိတ်ကြီးထမ်းလို့ဒီလောကီဂုံတူကြုံမှုလို့စိတ်ပြောတယ်အော်ဘီပိဿပျော်လုံးလို့ဒီမြတ်သဘိတ်ကြီးထမ်းလို့ဒါလို့ထမ်းသွားတော့နောက်ကနေပြီးလုံးလိုက်ရဟဲ့မာတော့ခင်ဗျာကွာမြတ်သဘိတ်တို့ရောက်မလားကွာမင်းဆင်းရဲတယ်ကွာခင်ဗျာနေပေါင်းခင်ဗျာဘာဆင်းရဲတာတို့ခင်ဗျာမင်းကွာတနေ့လှုပ်စားတနေ့မနဲ့ရှာစားရတော့မင်းဆင်းရဲလို့တဏှာလို့တို့မြတ်သဘိတ်ရောက်မလားကွာအိုးဆင်းရဲပါဘူးခင်ဗျာကျွန်တော်မဆင်းရဲပါဘူးခင်ဗျားတို့ကျွန်တော်ပစ္စည်းဆင်းရဲတာသာမြင်တယ်ကျွန်တော်ပစ္စည်းဆင်းရဲပြီမဲ့လို့စေတနာမဆင်းရဲတဲ့မဟာဒုတ်မို့ကျွန်တော်ဝင်းတဲ့ကစေတနာကိုသိလို့ဖယားကိုတော်မြတ်ကိုတော်တိုင်းမြတ်သဘိတ်ကအလိုက်တာခင်ဗျာရောက်ပါဘူးခင်ဗျာမဝဲကြပါနဲ့ဟုတ်ပါဘူးကရောက်ပါကွာမရောက်ပါဘူးခင်ဗျာကျွန်တော်ပြောလွန်းလို့နဲ့မြတ်သဘိတ်ကြီးထမ်းပြီးတော့ဒီလောကီဂုံတူကြုံမှုလို့စိတ်ပြောတယ်ဂုံဆိုလို့ဟိုဂုံနေမမှတ်နဲ့နော်တရားနာပရိသတ်ကြီးလောကုတ်တရားသူ့စေရနာနဲ့ဘုရားပေးအပ်တဲ့မြတ်သဘိတ်ဂုံကြီးကြောင့်တဖုံထူးလို့အနိပေါ်မဲ့သဘိတ်တော်ရပွဲပျော်လုံးလို့ကျုပ်တစ်ပါးနဲ့တော့6ကပ်ပေါ့ဗျာနော်ပွဲတယ်ဆိုရင်ဆိုင်နေဝိုင်းနေနဲ့ဆိုနောက်ကတိမှုတ်ပေးနားထောင်ကောင်းမှာပေါ့ကျုပ်တို့ကအကြောင်းလောက်ပြောပြနေရကြည်စမ်းပျော်လုံးလို့ဒီထဲတရားနာပရိသတ်တစ်ထဲသူကြွယ်တွေဝယ်မရတော့ဘယင်ကမျက်စိနောက်လာပြီဘယင်ကမျက်တောင်ငွေစူးလာပြီမဟာဒုတ်ကြီးကိုကြည်စမ်းဟဲ့မတ်ပြောတာကြလားယောအတရာထောင်တို့ယူသွားဒီကောင်မျက်စိအောက်ခုံပေါက်နေငါမကြည့်ချင်ဆင်းရဲတဲ့ဘဝကွာစုပ်ပြတ်နဲ့ဘုရားကိုယ်တော်မြတ်တော်ဘိသူ့မှာအယပလူရဲ့
ကြည်စမ်းအခုဟဲ့သူပြောပြီမဲ့လို့ငါသပိတ်မရလို့မပြောဘူးကွာမပြောဘူးကွာအသဗျာ100ကနေပြီး1000ထိပေးဝယ်ခဲ့သွားဆင်းရဲသားဆိုတော့ငွေအားကိုနဲ့ပေးဝယ်ရလိမ့်မယ်ထင်လို့လွတ်လိုက်ဟေးပါတော့မဟာတော့ခမညာဟေးတပိတ်ရောက်မှာကွာအသဗျာ100ပေးငွေ100အေး100ကွာနေဘူးကွာမြတ်အိုးဘာလို့ဖို့လဲခင်ဗျငွေ100လူမသိငွေမချမြတ်လို့ဆိုတာရငယ်တာမရောက်နိုင်ဘူးခင်ဗျရောက်ရလားရိတ်သားကြီးရောက်မှုနော်ရောက်မှုပြုတ်ဝယ်မယ်မကြနဲ့200ကွာ200ရောက်မဟုတ်ရမွေးပါနဲ့300ဟဲ့တောင်းမှုပြုတ်400ကွာရောက်မှုပြရောက်မှုတဲ့ရိတ်သားကြီး900ကွာ900မြတ်ဖသာမရခြင်းနေရခြင်းရမရောက်ပါဘူးခင်ဗျာပိဋကသပိတ်ဈေးကလည်းတက်သွားတာ900ဖြစ်သွားပိဋကသပိတ်ဈေးဘယ်လောက်ဖြစ်သွားတာကိုတော့ကကတ္တဝမြတ်စွာဘုရားမြတ်သပိတ်ပြောတာကျွတ်တို့ဘုန်းကြီးတွေဆုံးခံတဲ့သပိတ်များ900ဆိုဘုန်းကြီးတွေငါတိကြရကြီးခု9ကြ8ကြမှုတော်သေးတာပေါ့မြတ်သပိတ်ပြ900ဖြစ်သွားတယ်ဟဲ့ကောင်600ကွာရောက်မှုပြ900ကွာရောက်မှုပြုတ်အရှိရ900ဟေးကောင်1000ကွာခမရဘာသာ1000ယုံမကလို့လဲနေမရောက်ကိုင်းရောက်မှုတယ်ဗျကဲခွာကြမလာပါဗျာမလာပါဗျာဘယင်ပြန်တော့ဥတင်မရောက်မှုတဲ့ဗျာအေးခက်တကောကွာကိုင်းဒါဖြင့်တော့ကွာဟိုတက်တက်လုံးစားကျင်တဲ့ယာရုလေးပါလေးလိုချင်လို့နဲ့တူပါရဲ့ကွာတော့ယာရုနဲ့မြောက်ခဲ့ဟေးဘာတော့ခင်ဗျာမင်းတကြီးလုံးမလားတကြီးမလောက်ပါဗျာဒီရွယ်ကြီးကြမှာမဟုတ်ဆိုးဖို့မှမျက်စောင်းတို့မခံမရသည်မလောက်ချင်ဘူးတဲ့ကဲခက်ကိုကွာမင်းအမတ်လုံးမလားအမတ်မလောက်ပါနဲ့ခင်ဗျာအမတ်ဆိုတာမတ်ရင်မမတ်ရင်ထိုးလဲတဲ့အမျိုးပါခင်ဗျာကဲအမတ်လည်းမလောက်ချင်ဘူးတဲ့ကဲခွာကြကျွန်တော်ဘာမှမလောက်ချင်ဘူးခင်ဗျာအေးဒါဖြင့်ငါဘယပြန်တော်ဥတင်မကွာဟုတ်ကဲ့ခင်ဗျာဘယပြန်ပြီးတော့ဥတင်ခြင်းတင်တော့ကျွန်တော်တို့ခိုးတယ်ဆိုးတယ်တိုက်တယ်ခိုက်တယ်လူစိုးလူယုံမာတွေကိုဥပဒေနဲ့အုပ်ချုပ်လို့ရပေမဲ့လို့ကျွန်တော်ဝင်းတဲ့ကစေတနာသူဘာမှတတ်နိုင်မှာမဟုတ်ပါဘူးခင်ဗျာဖះကိုယ်တိုင်ပေးအပ်တဲ့သပိတ်ကြီးပါခင်ဗျာအေးရှိသေးတာပေါ့ကွာဆိုပြီးတော့ဘယထံပြန်သွားမလားပါဖះမလားပါဖះရာဒူးနဲ့မြောက်လို့မရကြောင်းပါဗျာအေးကွာခက်တယ်ဖယားကိုတော်တိုင်းကိုကသူ့လက်ထဲအပ်တော့ဟာငါဘယင်းမင်းမလို့ငါလည်းဘာမှမတတ်နိုင်ဘူးကွာလူမာကဖယားလူမာကွယ်အလူခံမဲ့ဖယားကိုတော်မြတ်ကသူ့ကိုယ်တိုင်အပ်လိုက်တော့ငါဘာမှမတတ်နိုင်ဘူးဟဲ့အေးသို့တော်လည်းပဲမင်းနောက်ကလိုက်ကြည့်ကွာဒီကောင်ကောင်းကောင်းမွန်မွန်ကတ်နိုင်ရင်ကတ်ရောပေါ့ကွာစုပ်ပြတ်နဲ့ကောင်းကောင်းမွန်မွန်မကတ်နိုင်ရင်မြတ်သပိတ်လက်ထဲကဇွတ်ဆွဲယူခဲ့တော့ဘယင်ကမဟာတို့အထင်သေးတာကောင်းကောင်းမကတ်နိုင်ဘူးထင်ပြီးတော့သူထင်သေးပေမဲ့လို့မဟာတို့အိမ်ရောက်နေတာတရားဗျချိုလိုက်မဲ့ဖြစ်ပုံတော့မပြောနဲ့တော့ကြည့်တရားနာပရိသတ်ကြီးတရားထမင်းချက်ရောက်နေတဲ့မဟာတို့အထင်သေးပြီးတော့ကောင်းကောင်းမကတ်နိုင်မှယူခဲ့ဆိုပြီးတော့နောက်ကလိုက်ကြည့်ခိုင်းတော့မဟာတို့ကြီးမြတ်တော်ဘုရားထမ်းလို့ဝမ်းပန်းတသာနဲ့ပျော်လွန်းလို့ကြည့်တရားနာပရိသတ်မဟာတို့ရဲ့စေတနာမှာကြည်စမ်းဘယ်သူနဲ့မှမတူဘူးတဲ့သူစေတနာမဟာတို့ရဲ့စေတနာမှာပြင်းရောမလောက်မတူနဲ့ဘယ်သူမှမကြောက်ဘူးဆိုတာမာနမဟုတ်ပါဘူးစေတနာကြီးရှင်းလိုက်စမ်းပါတဲ့ဘယ်သူစေတနာနဲ့မှမတူဘူးလို့သူဆိုနေပြင်းရောမလောက်မတူဟုနဲ့ဘယ်သူမှမကြောက်ရွယ်စုတဲ့ပြည်နိဗ္ဗာန်ကိုရီစိတ်တန်ကူမယ်ဗျာလေမင်းအောင်ဖမ်းကြည့်စမ်းမျိုးဟိုမှာသပိတ်ကြီးနဲ့ကားနေတာဥဆိုင်ရင်ကြီးတို့လာတော့မသိဘူးကားနေတာနော်ဒီမဲ့မြတ်သပိတ်ကြီးထမ်းပြီးဖယားကူတော်မြတ်နောက်ကဝမ်းပန်းတသာနဲ့လိုက်သွားလဲတကိုင်းအိမ်ဝရောက်ရောဆိုကြပါစို့ဗျာအိမ်ဝရောက်တော့ဒလိဋ္ဌလေးက
ညကအေးရေးပြတ်တော့မဟာဒုတ်ကြီးစောင့်ရင်းနဲ့စိတ်ပြက်ရှိသွားပြီတန်တော်သူများတွေတတိတရန်ကြီးတန်ခါပင့်သွားလိုက်ကြတို့အိမ်ကကိုမဟာဒုတ်ကြီးတန်ခါမရလို့ရောင်းလဲနဲ့ငါအိမ်အပြန်ခက်မျက်နှာပြမလှလို့ဘယ်များတဝေထိုးသွားပါလိမ့်မတုံးစိတ်ပြက်လို့ကျန်းစင်မော်အိမ်ဘက်လှဲ့ပြီးခတ်ဆောင်းကွေးကလေးတရားနာပြိတ္တာမှင်းနေဆိုကြပါစို့အဲ့ဒီချိန်မှာဘုရားကိုယ်တော်မြတ်ရောင်ကြီးတော်မဟုတ်ဦးကသူတို့တဲကုတ်ကလေးလှမ်းထိုးလိုက်အမှောက်မရှိအလင်းရောင်ကြီးပြည့်သွားကလေးကမျက်လုံးလေးဖွင့်ကြည့်ဟောကြည်စားမလီဘယ်လိုအယောင်ကြီးပါလဲနေရောင်လာရောင်ကျဲရောင်မီးရောင်နဲ့မတူဒါပေမဲ့လို့တလိတာညီဝင်းတဲ့ဒီအယောင်မြင်လိုက်လို့လည်းမပူငါစိတ်ကလေးအင်မတန်အေးမြပြီးတော့ကြည်လင်လှပါပြီအမှောင်ရဲ့လို့မရှိအလင်းရောင်နဲ့ပြီးတော့ဟေးဘယ်လိုအကြောင်းပါလိမ့်မထုံးလို့နောက်လှဲ့ကြည့်လိုက်တော့ဟောကြည်စားကတ္တဗဖယားကိုရောမြတ်ကြီးအိမ်အရောက်ကြွလာတော်မူပြီးဖယားကိုရောတိုင်းအိမ်ကြွလာပြီးတို့အိမ်ကဟာကြီးနဲ့လမ်းပဲလွဲနေပါလိမ့်မတော်တို့အိမ်ကဟာကြီးဆိုတာဟိုဒုတ်ကြီးပြောတာမဟာဒုတ်ကြီးပြောတာဟုတ်တယ်တချို့ကလည်းအရင်မရှိဖျားမရှိတို့အိမ်ကဟာကြီးတဲ့ကျွတ်တို့မန္တလေးကြတော့ယဉ်ကျေးပါတယ်သားတို့အဖေတဲ့သမီးတို့အဖေတဲ့နာမည်ခေါ်ခဲ့တဲ့တချို့ရှက်လို့တချို့ကြတော့တငယ်ချင်းတဲ့တောက်မိတ်ဆွေကြီးတဲ့ကျွတ်တို့ဘက်ကဒကမတွေကြတော့ဦးစင်းတို့တကာကြီးတဲ့ခေါ်ကြတာပြောပါတယ်တချို့မိန်းမတွေကြတော့တို့အိမ်ကလူကြီးတဲ့တချို့ကြအရင်မရှိဖျားမရှိတို့အိမ်ကဟာကြီးတဲ့ဘာကြီးမှလည်းမသိအိမ်ကလူကြီးဆိုတော်သေးဟာကျွတ်တို့ရှိဒကမတယောက်ရှိခုတတိလင်းနာမယ်မခေါ်ရှက်လို့လေသမင်းစားကနေကြတော့လင်းသမင်းစားခေါ်တာစားဟေးသမင်းစားအောင်ဘယ်သူမှလည်းမသိကန်ကြားတဲ့လူကဇိုးဝင်စားတော့ခက်ဘူးလားနောက်ထားကြောင်တရားနာပြေးစားအိမ်ကဟာကြီးဆိုတဲ့စကားကထွက်သွားကန်ပြန်ဆက်ကြပါဦးလားကျုပ်ကလည်းရှာရှိတတ်ပါပြီနဲ့ကန်ဆက်ကြအောင်စို့တို့အိမ်ကကိုမဟာဒုတ်ကြီးနဲ့ဖယားကိုတော်မြတ်နဲ့လမ်းပဲလွဲနေပါလေကြည့်လိုက်မတော့မမြင်ရအောင်ဘယ်မြင်မလို့မြတ်ဘုရားကိုယ်တော်မြတ်နောက်ကဘုရားနဲ့ကွယ်နေတော့မမြင်ရဘူးမမြင်ရတော့မဟာဒုတ်ကြီးကလည်းသူ့မြင်တဲ့ရင်လိုက်တာတရားနာပြိဿဘေးဖဲ့ပြီးသပိတ်ကလေးနဲ့ထွက်ပြဟေးနှမငါများသပိတ်ရလာတယ်ငါကြည်သားမအောင်နဲ့မရပေါ်ကိုယူခြင်းလုံးလို့သပိတ်ကလေးနဲ့ဘေးဖဲ့ပြီးထွက်ပြဟာမလေးကြည်သားမအောင်မြတ်သပိတ်ရအောင်ယူလိုက်တဲ့လင်သားကိုမဟာဒုတ်နဲ့မြတ်သပိတ်ကြီးနဲ့လိုက်ပါပဲမလေးငါဒီဘဝလင်အရတော်တယ်မြတ်သောဘိတ်ကယူနိုင်တဲ့ယောက်ျားမို့ဟဲ့ဓမ္မတို့ကိုမဟာတို့အမလေးကြည်စံပိသားကြီးမြောက်လိုက်တော့ဟိုလူကြီးကလည်းသပိတ်ကြီးထမ်းပြီးမြောင်းနဲ့မှန်လားပါဗျာကြွတော်မူပါဗျာဟောမဟာဒုတ်တို့အိမ်တဲ့သူတို့လင်မယားနှစ်ယောက်ဝင်ရင်တဲခုတ်ကလေးခါကိုင်းပြီးငုံဝင်ရတယ်ဗျဖယားကိုတော်မြတ်ကြွလာတော့ဓဇမိတ်ကမြင့်ပေးရပါသည်မြေကြီးကနှိမ်ပေးရပါသည်ခါမကိုင်းမနဲ့ဝင်တော်မူနိုင်သည်ကိုင်းဖယားကြွသူတို့အိမ်နဲ့ဖယားကြွတော့မဟာဒုတ်ကြီးတို့လည်းမရငချင်းသားနဲ့ဆန်းကပ်ကြငချင်းသားနဲ့ဆန်းကပ်ပြီးတော့ဖယားကိုတော်မြတ်လှူလိုက်တော့ဆန်းဖုံးပေးပြီးလို့အာရသပိတ်ထဲကလည်းပြည့်အောင်လှူမြတ်စွာဘုရားချီးမြှောက်တော်မူတာတပည့်တော်တို့ဇနီးမောင်နှံဝမ်းတန်လာပါပြီတပည့်တော်တို့တက်နဲ့တကိုဒီလိုမဟာဒုတ်ဘဝနဲ့မြတ်သပိတ်လှူရတာဝမ်းတလို့မဆုံးတော့ပါဘူးလို့ဘုရားလျှောက်တော့ဘုရားကိုတော်မြတ်ကဆန်းလူမောဒနာတရားဟောအာယုန်ဒေတိဝဏ္ဏဒေတိဒုက္ခဒေတိဗလံဒေတိပฏิဘာဏဒေတိလို့ဆန်းကျုံ၅ပါးဟောဘသူတွေတို့ဆန်းကျုံ၅ပါးကအသက်ရှည်ခြင်းအဆင်းလာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းပညာကြီးခြင်းအဲ့ဒီဆန်းကျုံ၅ပါးဘုရားဟောတယ်ဗျတန်ဃာတော်အရှင်မြတ်များသည်ဆန်းမဖုံးပေးရလို့ရှိရင်ဖယားအမှုထားလို့ဖယားအစထားလို့ဆွမ်းမစားရရင်9ရက်ပြည့်ပြန်တော်မူနိုင်သည်ပရိနိဗ္ဗာန်စံနိုင်သည်မှန်လားပြိဿကြီးမှတ်ကြဗျဆွမ်းကြိုးတွေတန်ဃာတော်များဆွမ်းလူရတာဟာအသက်လှူတယ်လို့ပဲတဲ့ဗျ
ဒါကြောင့်တန်ဃာတော်များဆွမ်းဖုံးပေးပြီးတော့အသက်ရှည်တော်မူကြသလိုအသက်ရှည်တဲ့အကျိုးတွေခံစားရတန်ဃာတော်ရှင်များသည်ဆွမ်းတရက်မဖုံးပေးရကပရိယစာပေကပရိယစာပေကျမ်းဂန်သင်ကြားဖို့ဝေးစွာခန္ဓာကိုယ်ကြည့်လိုက်ပြန်တော့လေညှိုးပိန်ပြီးတော့တရားနာပရိသတ်လှသောအရှိန်တွေပြောက်သွားလှတယ်ဆိုတာဝဝဖြိုးဖြိုးပြည့်ပြည့်တင်းတင်းဒါကိုဆိုလို့တယ်ဘုန်းကြီးဆိုတာဘယ်လိုပြင်းပြင်းကရုံးကြီးနဲ့သိထူတာမဟုတ်ဘူးဒါကြောင့်လှတာမျက်စိလည်းမစိုးလို့ပြောရသေးတန်ဃာတော်အရှင်မြတ်များဆွမ်းကိုဖုံးပေးရလို့အသားအရေအဆင်းပြည့်ဖြိုးပြီးတော့လှလှပပဖြစ်လာသလိုခင်ဗျားတို့အဆင်းလှူရာရောက်လို့အဆင်းလှခြင်းနဲ့ခံစားရတယ်ဗျတန်ဃာတော်ရှင်မြတ်များဒီဆွမ်းကိုဖုံးပေးရသဖြင့်စိတ်ချမ်းသာတယ်ပြီးတော့ကိုယ်ချမ်းသာတယ်ကာယစိတ်ဓာတ်နှဝချမ်းသာကြတယ်လို့ခင်ဗျားတို့တွေလည်းပဲနောက်ဘဝစိတ်ချမ်းသာကိုယ်ချမ်းသာတဲ့အကျိုးတွေကိုခံစားရမယ်ပြီးတော့ချမ်းသာကြီးခြင်းအသက်ရှည်ခြင်းအစဉ်လာခြင်းချမ်းသာကြီးခြင်းခွန်အားကြီးခြင်းတန်ဃာတော်အရှင်မြတ်များသည်ဘယ်လိုပဲစာပေပရိယကျမ်းဂန်အထုတ်ခြင်းတော်လဲဆွမ်းမဖုံးပေးရရင်မသင်ကြနိုင်ဘူးဗျအားမရှိလို့ဒါကြောင့်တန်ဃာတော်အရှင်မြတ်များဆွမ်းလှူလိုက်ရသဖြင့်ဒီဆွမ်းကိုဖုံးပေးရကအပြည့်တင်ပြီးတော့စာပေကျမ်းဂန်သင်ကြားနိုင်တယ်လို့တရားနာပရိသတ်ကြီးခွန်အားလူရရောက်သဖြင့်နောက်ဘဝမှာခွန်အားကြီးတဲ့အကျိုးခံစားရပြီးတော့တန်ဃာတော်ရှင်များသင်ကြားလို့ဒီဆန်းစားပြီးတော့ဒီပညာဒီစာပေတွေသင်လို့ဉာဏ်နဲ့ထက်မြက်ပြီးတော့ပိဋကသုံးပုံကိုတစ်ဖက်ကန့်ခတ်တတ်နိုင်တယ်လို့ခမည်းတော်မလဲပဲပညာကြီးတဲ့အကျိုးတရားခံစားရတယ်ဗျဒါကြောင့်သက်ရှိဆင်းလာချမ်းသာရဗလဉာဏ်ပညာဒီအကျိုးတွေခံစားရအဲ့ဒီဆန်းကြုံ၅ပါးဘုရားကိုယ်တော်မြတ်ဟောလို့ဟောပြီးတဲ့နောက်ဆုံးဖယားပြန်အကြွမှာမဟာရုပ်ကြီးမြတ်တော်ဘိထံပြီးကျောင်းတော်လိုက်ဖို့ပေသားကြီးဘယ်လိုက်ဖို့ပါလိမ့်အဲကျောင်းတော်လိုက်ဖို့တယ်ဗျကျောင်းတော်လိုက်ဖို့တော့တရားနာပရိသတ်ကြီးတလိဋ္ဌအိမ်မှနေရဟောကလည်းမြတ်တော်ဘိကြီးနဲ့ဘုရားကိုယ်တော်မြတ်ကျောင်းတော်မြတ်တော်ဘိကပ်ပြီးတော့အိမ်ပြန်အလားလင်မယားနှစ်ယောက်အကျွင်းအကြံကလေးတွေစတောက်ပြီးတော့အေးရပြက်တာနဲ့တမင်းလောက်အိတ်ကြတရားမင်းကလည်းပြန်သွားပြီဟောကျွတ်တို့ဝတ္ထုသမ္မာပုဂ္ဂလသမ္မာကုနာတိရိကသမ္မာစေရနာသမ္မာလေးချက်ကဒီနေရာတပြိုင်တည်းကြတပ်ပြညုံမြတ်စွာဘုရားကိုတော်တိုင်းလှူရသဖြင့်မဟာရုပ်တို့ဇနီးမောင်နှံအိတ်နေတုံပြုံးကလေးကောင်းကင်ကယရနာမိုးတွေရွာချအိမ်နဲ့ဒုစစ်ပေါင်လည်းအကုန်ပြည့်ကိုဝင်းချိန်လို့ယရနာ9ပါးမိုးရွာချလိုက်ဘသူကအရင်နိုးတော့ဆိုဒလိဋ္ဌကလေးကလူးလွန်ပြီးမျက်လုံးဖွင့်ကြည့်လိုက်တော့ယရနာအယောင်တွေဝင်းထိန်ရှိန်နေတာလည်းမြင်လိုက်ရောဟောကိုမဟာတို့မလေးကျွတ်တော့အင်းကြီးမီးလောင်မီးတော့ဟေးဘယ်လိုอ่ะမဟာတို့ကြီးကအိမ်မုံစုံမွားနဲ့လန့်သွားခက်ပါပြီနမရဲ့ဘယ်ကမီးဟုတ်ရမလဲကွယ်ဟောမလေးမြတ်သဘိလူတဲ့ဆွမ်းဒါနာငါတို့အစွမ်းကုန်အကျိုးပေးပြီးနဲ့တူရဲ့ယရနာတွေအိမ်ရောက်လာပါဘောလားဒလိဋ္ဌာဝန်တာလုံးလို့ဝန်တာပေမဲ့လို့နည်းနည်းလေးမျက်နှာလေးမှိန်သွားနမရေထုကုသိုလ်နဲ့တို့ချမ်းသာတာပေမဲ့လို့တိုင်းပြေအုပ်ချုပ်တဲ့ဘရင်လက်အောက်မှာတို့ရှိနေရသဖြင့်တိုင်းပြေအုပ်ချုပ်တဲ့ပုဂ္ဂိုလ်ဆိုတာငါတို့ယဟန်ရှင်လူတွေရဲ့မိဘတိုင်းသူပြည်သားတွေရဲ့မိဘမို့ငါတို့အမတန်ဆင်းရဲတဲ့မဟာဒုက္ခဘဝနဲ့ရွှေတရွေးသားမှမရှိဘဲနဲ့ယရနာ9ပါးအိမ်မှာလို့ရင်အပြစ်မလွတ်ဘူးတို့မင်းပြမင်းတန်သိလိမ့်မယ်တို့နဲ့မတန်ဘူးလာဘရင်ထံသွားအကြစို့ဟောကောင်းတာမဟာဒုက္ခတို့ကဲယရနာတွေသဘောကောင်းတာဘရင်သွားအကြဘရင်သွားအတော့ဘရင်ကဟဲ့မင်းတို့ဘာကုသိုလ်ပြုမှန်လားပါဗျာဘယင်ကိုယ်တော်တိုင်မြတ်သဘိအတနာခံမှုစောင့်ရင်းတဲ့ခန္ဓာကူရီတိုက်တွင်းကဖယားကိုယ်တော်မြတ်ရွှေလက်တော်နဲ့ကမပြီးတော့အပ်လိုက်တဲ့မြတ်သဘိသန္တာနာလှူမိကြောင်းပါဗျာအေးဟာဒါပြမင်းကုသိုလ်နဲ့မင်းဖြစ်တာငါဘယင်နဲ့ဘာဆိုင်တော့ဟာအမင်းလူလို့မေ့ကြိုးပင်းနဲ့မေ့အိမ်နဲ့လာရောက်တာငါဘယင်နဲ့ဘာဆိုင်တော့ဟာငါလည်းဘာမှမဆိုင်မဲနဲ့ကဲမဟာတို့ရော့အကုန်ယူသွား
哎，不应该那个不讲的，变背来，我跟他讲啊，只要变背，不用的嘛，干着不背子，嘿，我单别对一人那么远差的，那车都老强大的不如西肉，没西吧朋友，一怪诈骗，嘛哈都是你毛那我单别一人那么远差的。都罗强大的么西路，这个那个傻逼了，那车提上来的话，嘿，没你的，朋友，那车呀，都个阿来家，哎，啊，路背的个车皮子话的嘛哈都，别大鸡嘛哈都啊，路背的把皮子话的，大家西边的呀喽，啊，路背的车皮的呀喽，嘛家，对他的嘛就背的。ဒီထဲကျွတ်တို့တကောင်တကာတော်မတွေကဒိဋ္ဌဓမ္မအကြောင်းဟောတော့ဘုရားတဲ့ရှေးတုန်းကများအကျိုးပေးတာဆွန်ကလေးတနတ်နဲ့ဆွန်ကလေးတစ်ထပ်နဲ့ယရနာမိုးတွေရွာချဒီလိုများအကျိုးပေးမယ်ဆိုရင်တပည့်တော်တို့အခုတကာတော်မတွေကတ်လိုက်ရတဲ့ဆွန်မသေးမချင်းလှူလိုက်ရတဲ့ဆွန်မသေးမချင်းတပည့်တော်တို့တော့ဒိဋ္ဌဓမ္မလက်ငင်းအကျိုးမပေးပါလားဘုရားကျုပ်ဒီလိုလျှောက်ဖူးပါတယ်အမှန်တော့လက်ငင်းအကျိုးပေးတာသူတို့မသိလို့ပါဟောဘိသာကြီးကျုပ်မှားခဲ့မယ်လက်ငင်းအကျိုးပေးပါတယ်ဗျတန်ဃာတော်လှူတာလက်ငင်းအကျိုးပေးတာများသိချင်ရင်လေဟောနောက်ရဲ့တန်ဃာ၅ပါးလောက်ဆုံးပင့်ကကြည့်ဆုံးပင့်ကကြည့်တန်ဃာဆုံးကကြရင်ကိုကဘိသာကြီးကျုပ်မင်းမဲ့စားနေကြချင်းမောင်ဟင်းငပိချက်နဲ့တော့ကတ်ရဲ့လားကပ်ပါဘူးဗျဘုန်းကြီးကောင်းကောင်းဖုံးပေးမှန်းသိတော့ကျက်သားလေးဖြစ်တော့ဝက်သားလေးဖြစ်တော့ဟင်းကောင်းလေးတွေနဲ့ကတ်ကြကတ်တော့ကြုံမယုံမဲ့တန်ဃာတော်တွေကအဲ့ဓာတွေအကုန်လုံးတတုံးမှမချမ်းမဲနဲ့အကုန်လုံးများဖုံးပေးသွားနိုင်ရလားပြိဿမဖုံးပေးနိုင်လို့ကြမ်းနေတာလေးတွေခင်ဗျားတို့မစားရဘူးလားလက်ငင်းမြမယုံရင်လည်းဖြင့်ကဆုံးကတ်ကြီးပေါ့တန်ဃာတော်ကျက်သားဟင်းနဲ့ဆုံးကတ်တဲ့နေ့ခင်ဗျားတို့ကျက်သားဟင်းစားရမှာကတော့လက်ငင်းသေးကြပါသည်ဆွဲတရားဟောတယ်မအောင်မေးနဲ့ဆုံးကတ်ချင်းစိတ်လေးပါလေးပေါက်လာအောင်မှန်လားပြိဿကြီးခင်ဗျားတို့ကျွတ်တို့နဲ့တန်တဲ့လက်ငင်းရတော့ဒါပဲကိုဗျဟိုကဖယားလှူရတာပြစ္ဆေကဗုဒ္ဓလှူရတာခင်ဗျားတို့ကသမုတိတန်ဃာလှူရတာအမှန်တော့လှူတဲ့ခင်ဗျားတို့ကလည်းပူထူကိုင်ကျွတ်တို့ဘုန်းကြီးတွေကလည်းပူထူကြာတော့ကျွတ်တို့သာသနာနောက်ပိုင်းကျွတ်တို့ဘဝတွေကတော့ပူရင်ထူရင်ပူရင်နဲ့ဒီလိုသေကြမှာဒါပေမဲ့လို့မသေးခင်ဥပနိတယအမိရပြီးတော့ဖယားပစ္စေကဗုဒ္ဓယဟန္တာတွေနဲ့တွေ့ပြီးတော့နိဗ္ဗာန်လျင်မြန်စွာဝင်ကျင်ကြလို့ဒီအလုပ်တွေကလုပ်နေကြပါသည်မှန်လားပြိဿကြီးကဲဘာတို့ကြီးတို့တထေးဖြစ်သွားပြီဘာဖြစ်သွားတော့ပြိဿကြီးကဲဒီတော့သန္တာနာတစ်ဆက်ထဲနဲ့ဘုန်းကြီးနည်းနည်းလေးဆက်ပြီးတော့ဟောကြပါသေးတရားနာပြိဿကြီးဟောဒီသံကိစ္စသန္တာနာနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးပြောမလို့ကျွတ်တို့ဂေါရမမြတ်စွာဘုရားနဲ့ကတ္တဗမြတ်စွာဘုရားဖယားနဆူတို့ရဲ့အကြားမှာတထေးကြီး၅ဦးဗျဒီသန္တာနာကယ်သွားပုံလေးဘုန်းကြီးပြောမလို့အဲ့ဒီတထေးကြီး၅ဦးနာမည်ကိုကျုပ်ပြောမယ်နည်းနည်းလေးမှတ်ကြည့်စမ်းပါပြိဿကြီးဆိုကြည့်စမ်းပါမင်ဒကတထေးကြီးစန္ဒဗဒုမဒေဝီသာဓနေဆရာတထေးကြီးအဲ့ဒီမင်ဒကနဲ့ကျွတ်တို့စန္ဒဗဒုမဒေဝီမှာပေါက်ခွားတဲ့သားပေါ့အဲဆိုဓနေဆရာတထေးကြီးသူမနဒေဝီဆိုတာချွေးမဓနေဆရာဆိုတာသားပြီးတော့ပြောလိုက်ကျွန်းပုံနာကိုင်ပဲ2ယောက်တို့5ယောက်ရပါပြီကိုင်ဒီတော့ကောင်းပြီဗျအဲ့ဒီတထေး5ဦးနားမဆန့်တဲ့အကြောင်းတွေလာကြားတဲ့ဗျဘုရားနှစ်စုကြားမှာဘာကြားတော့ဆိုတော့ဒီကနေ့ကနောက်3နှစ်ကျော်လို့ရှိရင်ဖြင့်အစာရည်စားငတ်မော့ခေါင်းပါတဲ့ဒုဗိကန္ဒရကကြီးစိုက်တော့မတဲ့ပရိသတ်ကိုင်တထေးတွေကျက်သိမ်းထခေါင်းကြည့်သွားဟာမလေးကြောက်စရာကောင်းလိုက်ပါပြီတထေးကတော့ဒီကနေ့ကနောက်3ရက်3နှစ်လွန်မြောက်လို့ရှိရင်တော့ငတ်မော့ခေါင်းပါတဲ့ကကြီးစိုက်တော့မတဲ့ဟေးဘယ်တော့မှမကြားဘူးလားတို့ကြားလာပြီဘ
ဘယ်တော့မှမကြုံမှုတာတွေတို့ကြုံလာပြီဒီကနေ့ကနောက်3နှစ်မြောက်ရင်ငတ်ပြတ်သေးချေပျက်စီးကုန်လိမ့်မယ်တဲ့တို့တော့အသေးမခံဘူးဟဲ့တထေးတွေကပဲရွှေတွေငွေတွေမထားနဲ့ရွှေတွေငွေတွေမထားကြနဲ့ဟေးဇဘာတွေကြီးဝယ်ပြီးတော့လှောင်ကြပါစို့ဟောတထေး5ဦးဇဘာတွေဝယ်ပြီးတော့ကြည်အလုံးပေါင်း2500ပြည့်အောင်လှောင်ကြတယ်ဗျာဒီကကြီးလွန်မြောက်အောင်3နှစ်ကိုဗျ3နှစ်ကျော်ရင်ဒီကဆောင်ဒီကဆိုင်မှာဆိုတော့တရားနာပြေးသားကြည်2500ဇဘာတွေလှောင်ကြကြည်2500ကပို့တဲ့စဘာတွေကိုပုတ်တည်တဲ့ထဲကြကြည်ဆိုတာကျွတ်တို့ခုခေတ်လို့ဆိုဂိုတောင်မျိုးလိုဟာတွေပေါ့အဲ့ဒါမျိုးအလုံးပေါင်း2500အပြည့်လောင်သားဗျပြီးတော့ပို့တဲ့စဘာတွေပုတ်ထဲထဲပုတ်ထဲကပို့တော့တောင်းတဲ့ကပို့တော့အိုးတဲ့ကပို့တော့ဆလောင်းတဲ့ကပို့တဲ့စဘာတွေကြတော့မြင်းညက်နဲ့နေပြီးတော့အိမ်နံရန်ကတ်ကြတဲ့ပြိဿမြင်းညက်နဲ့ကျွတ်တို့အင်္ဂရိကင်တယ်လို့ပေါ့ဗျညံနဲ့အခမ်းမသိလို့နောက်ဆုံးအစင်မပြေတာတွေခွာစားတာစားရမှာ။အဲအိမ်နာရမြင်ချက်နဲ့ကတ်ကြဒီလိုနဲ့တရားနာပိဋကကြီးတထေတွေနေပြီးတော့လာလိုက်တာဒုဗေကန္တရကတ်ကြီးမဆိုင်ခင်မှာကြီး2500စဘာတွေစားလာလို့ကုန်ခဲ့ဗရဲပိဋက။အဲကုန်နိုင်စရာမရှိပါဘူး။ခင်ဗျားတို့စဉ်းစားမှာပေါ့။ဒါပဲဒီကုန်ပြီဗျ။သူတို့ကြီးစားတာမှမဟုတ်ဖဲနဲ့ကြီးကျွန်းတွေကနဲတာမှမဟုတ်ဖဲနဲ့ကြီးကျွန်းတွေကအများကြီးကျွတ်တို့ဓနင်စရတထေးရဲ့ဓနင်စရတထေးဆိုတာအဲ့ဒီမင်းတကတထေးကြီးရဲ့သားရာဇကြိုမှာတထေး5ဦးရှိတယ်ဗိမိသာရမင်းရဲ့နိုင်ငံဇောတိကဇတိလကကုဏမင်းတကပုံနာတထေး5ဦးအဲ့ဒါရောက်ဖရောမောင်းလဲနှမလဲဖြစ်တဲ့ကောသလဘုရင်ကြီးကဗိမိသာရရောက်ဖရောကြီးရဲ့ထာမှာတထေးသွားတောင်းငါတိုင်းပြည်တထေးရတနာမရှိတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်မတတ်နိုင်ကတထေးတွေအာကိုရသည်ဆိုပြီးတော့တထေးရတနာတစ်ပါးထားပြီးတော့တထေးသွားတောင်းတော့ဗိမိသာရကမြေပေါက်တထေးဖြစ်တဲ့တထေးကြီး5ဦးကိုမပေးနိုင်ဘူးအမောင်ကောသလာဒါဖြင့်တယောက်တော့ရမှပြန်မယ်ဆိုတော့ဓနင်စရပေးလိုက်တယ်မင်းတကတထေးကြီးရဲ့သားပေးလိုက်တော့တာဝဋ္ဌိမြို့နေပြီးကျင်းလို့မင်းနေပြီဆိုတာအမတန်ကျင်းမြောင်းလို့သူကိုယ်တိုင်မြို့တယ်ပြီးတတ်မှတ်ထားလို့တာကေတမြို့လို့ဒဏ္ဍစရတဲပါတယ်အဲ့ဒီတာကေအမောင်တို့ကုန်ပြီကွယ်တော့ပြန်ကြတော့မင်းတို့လည်းငါမကျွေးနိုင်တော့ပါဘူးဟေးတနာလိုက်ပါရဲ့ငါ့ကိုမိခိုးပြီးတော့စားနေရတယ်ဘဝဒါပေမဲ့လို့မင်းတို့မြင်တဲ့အတိုင်းကြီး2500လှောင်းလာတော့လေကုန်ခဲ့ပြီကွယ်တို့အမောင်တို့မကျွေးနိုင်လို့မင်းတို့ဖာသာရှားဖွေပြီးတော့စားကြတော့ဘာပြောတော့ကြေးကျွန်းတွေကတထေးကြီးခမညာကျန်တော်တို့ပဲစီလာလို့ပဲစီသွားရမတော့တထေးကြီးကိုမိခိုးပြီးတော့စားလာခဲ့ရတဲ့ဘဝမို့ကျွန်တော်တို့သေခြင်းသေပါစေတော့ဘယ်မှမသွားပါရစေနဲ့တထေးကြီးခြေရမှအသက်ပြောင်းပါရစေဟုတ်ပါဘူးကွယ်မင်းတို့ဒီတိုင်းဆိုငါနှိပ်စက်တယ်လို့ဖြစ်မှာပေါ့မင်းတို့မှမကျွေးနိုင်မဲနဲ့မင်းတို့ငါချေရင်ထားပြီးတော့ငါကလည်းအသက်ပြောက်ခံနိုင်မှာမလားအမောင်တို့သွားကြငါတနာလို့ရှိရင်မနှိပ်စက်ကြပါနဲ့အဲ့ဒီတော့မှကြေးကျွန်းတွေငိုးယိုပြီးတော့ထွက်ကြဂိုင်းသူတို့ပုတ်ထဲကစဘာတွေအိုးတဲ့ဆလောင်းတွေကစဘာတွေစားလာခဲ့ဒီလိုစားလာခဲ့တာတရားနာပိဋကကုံရောတဲ့ကျိုးဒုဗေကန္တရကကြီးဆိုင်လာတော့သူတို့ကြီး2500လှောင်တဲ့တထေးတောင်ကုံရင်ဆင်းရဲသားဆိုတော့ပြောစရာမရှိဘူးချုပ်သေးကုန်မစားရလို့ငတ်တာနဲ့တချို့သေးကုန်အဲ့ဒါလို့သေးကုန်ရုံနဲ့မကဘူးတယောက်နဲ့တယောက်လူကြရက်ကြတိုက်ကြခိုက်ကြပိဋကဒီကတ်3ပါးဆိုတာကြောက်စရာကောင်းနော်ဒုဗေကန္တရကငတ်မောခေါင်းပါတဲ့ကတ်ဆိုင်လာရင်မစားရလို့ရှိရင်စားရတဲ့အစာစားတော့မစားတဲ့အစာတွေစားပြီးတော့မဖြစ်တဲ့ယောဂတွေဖြစ်လာတဲ့ယောဂန္တရကတ်ဆိုတာနောက်ကပါရဲ့နော်စားစရာမရှိလို့တောင်းလို့မရရင်လူလို့မရရင်တိုက်မီခိုးမီတိုက်မီတိုက်လို့မရရင်တတ်မီအဲ့ဒါလို့တယောက်တတ်တဲ့တတ်ထန္တရကတ်ဆိုတာလည်းလိုက်လာနိုင်သည်ငတ်လာရင်
ယောဂဖြစ်တဲ့ယောဂန္တရကတယောက်နဲ့တယောက်မစားရလို့တတ်တဲ့ကတ်ဆိုတာနောက်ကနှစ်ပါးပါနိုင်ပြီဒါတော့တရားနာရိတ်သားကြီးအခုကြည့်တထေကြီးတထေကတော်ကြီးတို့သူတွေငတ်ကြတာမဟုတ်ပါဘူးတချို့သေးကုန်ကြပြီတို့တထေမို့ဒီအချိန်ထိအောင်ဒီလောက်ကြံပြီးတော့နေခဲ့တယ်ကြီးစားမောင်စားတော့လာတာကြီးနဲ့ကုန်ခဲ့ပြီတို့ပဲလို့လောက်ကြမတော့နဲ့ညီရင်ညူရင်နဲ့တရားနာပြေးသာနောက်တထေကတော်ကြီးသူအကြံနဲ့ကတ်ထားတဲ့အိမ်နံရံခွာချတော့မြင်းညက်ထဲကစပားလေးတွေရေနဲ့ကျင်လိုက်တော့ရ9 ယောက်စာလောက်ဒါပေသည့်စပားလေးတွေလူခိုးမှဆိုလို့အိုးကလေးတွေထဲဆလောင်းမုံလေးနဲ့ပိတ်ပြီးဟောမြေကြီးထဲမြုပ်ထားရကြောက်เสียကောင်းတာသာသနာ့ခမရတို့ကျွတ်တို့သာသနာတော်ကြီးနဲ့ကြုံတော့စပားမြေကြီးထဲမြုပ်เสียမလိုပါဘူးခမရတို့ကျွတ်တို့ဒီကမျိုးကြုံဖို့လည်းမလွယ်ပါဘူးပြိဿနော်အခုကြည့်အဲ့ဒီမှာဖြစ်ကုန်ကြပြီဒီလိုမြေကြီးတွေကိုဆလောင်းမုံလေးနဲ့ပိတ်ပြီးတော့စပားကိုမြေကြီးထဲမြုပ်ရတဲ့ဘဝရောက်ခဲ့ကြပါပြီဒီကနေ့တော့ဘရင်ထံကခစားပြီးပြန်လာတထေကြီးကလည်းအစာဆာလွန်းလို့ဟေးတထေကတော်ကြီးဘာတော့တထေကြီးရဲ့ကွယ်စားစရာမရှိဘူးလားငါဝင်းနဲ့ပူလောင်လုံးလို့စားစရာမရှိဘူးလားလို့ဆိုတော့မြေကြီးထဲမြုပ်ထားတဲ့စပားလေးတွေဖော်ပြီးအခွန်ချွတ်လိုက်တော့ဒဇလဲတစ်ခွက်ပေါ့ဗျာ9 ယောက်စာလောက်တော့ရလာတထေကြီး9 ယောက်တနတ်စာလောက်တော့ရပြီတော့အဲ့ဒါထမင်းရဲ့လို့ပဲချက်စားမလားဆံပြုတ်ဖဲတောက်မလားတထေကြီးဆံပြုတ်တောက်မယ်ဆိုရင်တော့နတ်ပေါင်းများစွာတောက်ရလိမ့်မည်ထမင်းရဲ့လို့ချက်စားရင်တထထဲနဲ့ကုန်လိမ့်မည်ဒီတထပြီးတော့ဘယ်မှရှာလို့မရကိုလိုငတ်တဲ့လူတွေကြီးဆိုတော့သေဖို့သာရှိတော့တဲ့တထေကြီးအေးကွာဒါပေမဲ့လို့ငါလည်းဆံပြုတ်ဘယ်တော့မှတောက်ဖူးတာမှမဟုတ်ဖဲနဲ့ကန်လူမမာစာကြီးလူမမာစောနန်းကွာဆံပြုတ်တော့ရတာနမရေတထေကတော်ကြီးထမင်းသာချက်တော့ဒီတထဝအောင်စားပြီးတော့ငါတို့နောက်ဘဝကပြုခဲ့တဲ့ဒါနတွေမတန့်ရှင်းလို့ဒီကလာပြီးတော့ဆက်ရတာမို့တထစားပြီးတော့သေပါစေတော့ထမင်းသာချက်တော့ထမင်းချက်ခိုင်းတထေ9 ဦးထမင်းလေးတွေခူးပြီးပကံများတဲ့လက်၌ပြီးစားမလို့အပြင်းမြဟောကောင်းကင်ကပြစ္ဆေကဗုဒ္ဓအရှင်မြတ်ကြွလာလူကံပုဂ္ဂိုလ်ကြွလာပရိသတ်ကြီးနော်ဒီတလားစာရှိတော့တာမျောလင်းချက်လည်းမရှိတော့ဘူးပြစ္ဆေကဗုဒ္ဓကြွလာပြစ္ဆေကဗုဒ္ဓမြင်လိုက်တော့ဟန်ကြပြီငါတို့ပြုခဲ့တဲ့ဒါနမတန့်ရှင်းလို့ဒီကကြီးနဲ့လာကြုံတာတန်ရှင်းတဲ့ဒါနာကြီးငါထမင်းတနတ်စားနဲ့မစားဘဲနဲ့ပြုမယ်လှူမယ်ဟဲ့မင်းတကမင်းမစားနဲ့ဒီတနတ်စားပြီး9 ရက်ပြည့်ရင်လည်းသေတော့မှာမစားလဲသေမှာစားလဲသေမှာဒါကြောင့်ဒီဒါနဒုတ်ကြီးကမင်းမြုပ်တော့ဟောဒီကတ်မျိုးကြီးမဖြစ်ရအောင်ဆူတောင်းတော့တထေကြီးမင်းလှူတော့လို့တိုက်တွန်းစားဘူးဗျလူကံပုဂ္ဂိုလ်လားခေါင်းမကြီးပါဘူးတနတ်စားရှိတော့ပိဿာကြီးဟောတထေ9 ဦးလူကံပုဂ္ဂိုလ်လာတဲ့ခေါင်းကြီးရဲ့ဒါဖြင့်တရားနာပိဿာကြီးဟောဘုန်းကြီးဥသတိလတရားနာရတာခေါင်းကြီးဘူးလားကြည့်ပါဘူးဗျာခေါင်းကြီးရင်လည်းသေအောင်ဆံမင်းနေဖြတ်ပြဖို့ရှိကျွတ်တို့တတ်နိုင်တာလဲဒါပဲခေါင်းမကြီးလို့လဲလှူးနေကြတာပေါ့ဟောစောစောကဆိုရင်ကျုပ်ကားပေါ်ထိုင်းနေတော့ကပိဿာမလာသေးလို့စောင့်တော့ဘုန်းကြီးကလည်းရောက်တာကြာပါပြီကားပေါ်တငုတ်တုတ်နဲ့သီလမှာပေးမဖြစ်တော့လက်တရားဘက်နဲ့လှုပ်စားမလို့ချမ်းတော့လက်ချမ်းတဲ့စောစောစားတော့အချမ်းသက်တာပေါ့အချိန်များများဟောရတာပေါ့ပရိသတ်ကနောက်ဆွဲနေတော့ကျုပ်ကားပေါ်ထိုင်းနေတော့ဟောကျွတ်တို့ကြိုင်းတုံနေမိုင်းဆက်ကဘိုလ်ကြီးသိန်းကြီးဒီမှာတာဝန်တစ်ခုနဲ့လာတော့မနေ့ကမှဗျာတဲ့အရှင်ဘုရားတရားတပည့်တော်နာခြင်းနေတာကြာတော့လည်းပဲမနာရဘူးဗျအခုတော့ဖြင့်အခါခွင့်သင့်လို့တပည့်တော်မနေ့ကတော့တပိုင်းတစနောက်ပိုင်းမှာပဲနာရပါတယ်ဗျာတဲ့ဒါကြောင့်မို့တပည့်တော်ငွေအစိတ်နဲ့အရှင်ဘုရားကိုအခုတပတ်တစ်ထည်လှူပါတယ်ဗျစောစောကကျုပ်ကားပေါ်ထိုင်းနေတော့လာလှူပါတယ်ခေါင်းမကြီးပုံလေးထည့်ပြောနေတာပါကျွတ်တော်ဝိသလည်းမနေ့ကတော့ကြည်စမ်းပါဗျာပြိုးခင်းဖင်ကျွတ်လောက်ရှိတဲ့ပရိသတ်ကငွေ200ရသွားတာကြီးမှပေါ့လှူလိုက်ကြတာ9 ကျပ်30ဟိုအနှေးရင်ကဆိုရင်ကျွတ်တို့30ဟိုနှစ်ကတော့ဘုန်းကြီးလာဟောတော့ကလည်းလှူတာပဲပြီးတော့ဒေါ်ပုတို့ကဆိုအစိတ်ပြီးတော့5 ကျပ်ဆိုတာမှတ်မိတာလောက်ပြောပေးမယ်လို့မမှတ်မိပဲနဲ့လှူကြတဲ့လူတွေအများကြီးမို့မနေ့ကပရိသတ်နည်းနည်းလေးနဲ့ငွေ200ပြည့်သွားပါတယ်
ဒါကြောင့်ကျုပ်လာလို့ခေါင်းမကြီးတာတော့ကျုပ်ကိုယ်တိုင်သိရပါပြီမှန်လားပြိဿကြီးဂိုင်းတထေးကြီးထလှူရောပြုတ်တနတ်စာလေးတထေးကြီးတနတ်စာထလှူလိုက်တော့တရားနာပြိဿကြီးတဝက်လောက်လက်ကပြဟဲ့တထေးကြီးငါကြီးမလူနဲ့မင်းဒီနနတ်စာရှိတော့တာမင်းမို့တဝက်လောက်ခြံအောင်လို့မပြောတော့လဲပြောတကယ်သူတဝက်လောက်လက်ကလေးကာပြဟာရှေ့ဗျာအကုန်အလှခံပါဗျာတပည့်တော်ဒီဘဝအတွက်မစားရမှငှက်ညာတော်မမူပါနဲ့အရှင်ဗျာတန်တရားအတွက်ချီးမြှောက်တော်မူပါဗျာလို့လူပုံလေးနော်လူပုံလေးနော်ဒီဘဝမချီးမြှောက်ပါနဲ့တန်တရားအတွက်ချီးမြှောက်တော်မူပါဗျာအကုန်လုံးလောင်းလှူလိုက်လှူပြီးတော့ဆူတောင်းပုံလေးကြည့်တပည့်တော်ထမင်းတနတ်စားကိုမစားဘဲနဲ့လှူရသောကောင်းမှုကြောင့်ဟောဒီဒုဗိကန္တရကတ်ကြီးမျိုးဘယ်သောအခါမှမကြုံရလို့ငတ်မောခေါင်းမတဲ့ငတ်ပြတ်တဲ့ဘဝဘယ်တော့မှမရောက်ရလို့တပည့်တော်ခေါင်းစဉ်မင်္ဂလာပြုတ်ပြီးတော့ကောင်းငင်မော့လို့လက်ခမောင်းခတ်လိုက်တာနဲ့တပြိုင်နက်ကြီး2500စဘာတွေအကုန်ပြည့်ရပါလို့ဤအရှင်မယားတို့သိတဲ့သစ္စာလေးပါးတရားသိရပါလို့ဤကိုင်းဆူတောင်းပြီးလှူလိုက်နောက်တထေးတော်ကလည်းမစားဘူးပြုတ်ဒီတော်ဒီလိုလှူရသောကောင်းမှုကြောင့်ဒီကံမျိုးကိုကြုံရပါလို့ထမင်းရိုးတစ်လုံးနဲ့ခူးပြီးတော့ကျွေးတော်လည်းမကုံတော့ကိုဖြစ်ရပါလို့ဤအရှင်မြတ်တို့သိတဲ့သစ္စာလေးပါးကိုသိရပါလို့ဤလှူလိုက်ပြန်ရောရုပ်နောက်တရားနာပြိဿရေတထေးကထလှူတယ်ဒီတော်ဟောဒီတဏ္ဍစာကိုလှူရသောကောင်းမှုကြောင့်ဒီကံမျိုးမကြုံရပါလို့တောင်းတစ်လုံးနဲ့မျိုးရိတ်ခါတွေလှဲ့ပြီးတော့လဲဇဘူးတွေတစုံလုံးပေးလို့မကုံတော့ကိုဖြစ်ရပါလို့ဤအရှင်မြတ်တို့သိတဲ့သစ္စာလေးပါးသိရပါလို့ဤလှူလိုက်နောက်တထေးချွေးမလေးကထလှူတယ်တပည့်တော်တဏ္ဍစာလှူရသောကောင်းမှုကြောင့်ဒီကံမျိုးမကြုံရပါလို့လွယ်အိတ်တစ်လုံးနဲ့အသပြားတွေနှိုက်ပြီးတော့လှူသွားလဲမကုံရပါလို့အရှင်မယားတို့သိမြင်တဲ့သစ္စာလေးပါးကိုသိရပါလို့ဤတောင်းလိုက်ဒီထက်ကျွန်းပုံနာတယောက်ကြံတော့သူကလည်းလှူတာပဲပြိဿကြီးလှူပြီးတော့တပည့်တော်လှူရသောကောင်းမှုကြောင့်ဒီကံမျိုးမကြုံရပါလို့တပည့်တော်ထွန်သွားတစ်ချောင်းနဲ့ထွန်တဲ့အချိန်ခါမှာလက်ဝဲလက်ရသုံးချောင်းစီပွားပြီးတော့9ချောင်းရထင်ရပါလို့ဤဖေဟာတပည့်တော်ဒီဖြစ်လေရပါဝဟောဒီအရှင်သခင်များရဲ့ကြည်ကျွန်းသာဖြစ်ရပါလို့ဤဖေဟာကြည်ပြမွဲခြင်းနဲ့ခွေးပါတယ်ကံကျွန်းကကျွန်းစုပြန်တောင်းတာဒါပတိလေကျွန်းသာဆိုတာတစ်ထင်း5ဦးနဲ့လက်ရည်တပြင်းသည်စားနိုင်တဲ့ကျွန်းဆိုတော့တန်မြင်ညကျွန်းမမှုပဲခုခေတ်သိမ့်ဒီပေါက်တဲ့တစ်ထင်းအဲ့ဒီကျွန်းပဲမှီလိမ့်နော်ဒါကြောင့်မို့အဲ့ဒီတစ်ထင်းတွေရဲ့ကျွန်းဖြစ်ချင်တာပေါ့အခုခေတ်ကတ်စည်းနဲ့တစ်ထင်းတွေရဲ့ကျွန်းဆိုရင်ဘယ်ဖြစ်ချင်လိမ့်ကဲဒီလိုတောင်းပြီးတော့လှူလိုက်ကြလှူပြီးတော့ပြစ္ဆေကဗုဒ္ဓရှင်မြတ်ကအစီတံပတ္တိတံတုံရှံခိပ္ပါမေဝဟာသမိတ်ဇတုပေးမြဲစုပြည့်စေလို့ပေးပြီးတော့ပြစ္ဆေကဗုဒ္ဓပြန်ကြွတော့လေတရားနာပြိဿပြစ္ဆေကဗုဒ္ဓကဟိုကောင်းကင်ကန္ဓမာရဏတောင်ရောက်အောင်မြင်စေဆိုတဲ့အဓိဋ္ဌာန်ရဲ့ပြုပြီးသူ့တပိတ်တစ်လုံးထဲကထုတ်ပြီးပြစ္ဆေကဗုဒ္ဓ900လှူတာမကုန်တာတွေသူတို့မြင်ရတော့တရားဘလဝပိုကြည့်တာဗောဗျဒါနဲ့တရားနာပြိဿကြီးအစားစားမစားရဘဲနဲ့တထေး5ဦးအိတ်ရာကနေပြီးတော့တထေးကြီးနိုးလာတော့တထေးကြော်ကြီးဆာလိုက်တာကွာဝင်းနေလေပူလောင်လှကြီးရဲ့စားစရာလေးတစ်ခုလောက်မရှိဘူးလားအဲ့ဒီတော့တရားနာပြိဿကြီးတထေးကြော်ကြီးမျက်ရည်ဝိုင်းလာဟေးတနာလိုက်ပါပြီငါတနာလှကြီးရဲ့တထေးကြီးဘယ်တော့မှဒီလိုမညီဘူးပဲနဲ့ငါတို့ဘယ်လိုနည်းနဲ့မှဒုဘဝမကုန်နိုင်ဘူးလို့တွက်ချေချထားတဲ့ပစ္စည်းတွေကုန်လို့အခုစားစရာတနတ်စားတောင်းမှမရှိတော့တဲ့ဘဝမို့တထဲကြီးကျုပ်တနာလိုက်လေချင်းဒါပေမဲ့လို့မရှိဘူးလို့လည်းသူ့ပါးစပ်ကမထွက်ရဲဘူးဗျာမရှိဘူးပြောရမှာကြောက်သွားထမင်းအိုး9ယောက်သားစားဖို့ခူထားပြီးပြစ္ဆေကဗုဒ္ဓလှူလိုက်တာလေသူအသိသားနဲ့ပြည့်ရသားနဲ့မေးနေတော့မရှိဘူးပြောရမှာလေသူကြောက်မှတ်ကြနော်ရှေးတုန်းကမရှိဘူးပြောရမှာသိကြောက်ကြည့်ဟိုမှာမရှိဘူးပြောရမှာကြောက်တော့ငါကိုယ်တိုင်ယူပြမယ်ဆိုပြီးအိမ်ထဲဝင်သွားတယ်ဟိုထမင်းအိုးလေးမပြမလို့မီးဖို့ထဲဝင်သွားတော့ထမင်းတွေကစလောင်းမုံလေးကြွပြီးတော့အကုန်ပြည့်ဟောကြည်စားဟ
ဟာသမင်းနေပြေးနေပါဖြင့်လားဟင်တထေးကြီးပြမယ်တထေးကြီးကိုငါဝါအောင်ကျွေးလိုက်မယ်လေဝမ်းသာလွန်းလို့လက်ကလေးနဲ့သမင်းအိုမှပြီးတထေးကြီးဟဲ့ဘာတော့ကွမလီကျုပ်လေကျွတ်တို့900ဟောစားဖို့ပြင်ပြီးတော့ပြည့်စိတ်ကောက်တာလှူလိုက်တာသိရသားနဲ့မရှိဘူးလားမေးတော့ကျုပ်ကမရှိဘူးဆိုတဲ့စကားပြောရမှကြောက်လွန်းလို့ဝင်ကြည့်သမင်းနေပြေးနေပြီးတော့ဟောဒီအာရအောင်စားအာရအောင်ဝါအောင်စားပြီးတော့လို့သမင်းအိုလေးကပြလိုက်တော့တထေးကြီးဝမ်းသာသွားဟာဟေးဒါဖြင့်တို့တနတ်စာလှူတဲ့ဒါနအကျိုးပေးပြီကွာကောင်းစင်မင်္ဂလာပြုပြီးကောင်းငင်မော့ကြည့်ပြီးလက်ခမောင်းခတ်တာကြီး2500စဘာတွေပြည့်တထေးတော်ကလည်းပဲလက်ဝဲလက်နဲ့ကင်ပြီးတော့တရားနာပြေးတာဟောထမင်းအိုးလေးနဲ့လက်ရလက်နဲ့ရောင်းမနဲ့ခူးကျွေးတာတပြေလုံးကျွေးတာကုန်မှုတဲ့ဗျာပေးသားကြီးစဘူးတွေတချို့လုံးကျွေးလိုက်တာထမင်းတိုးတဲ့နဲ့မကုန်ဘူးတဲ့ပေးသားကြီးခုခမများတို့အဲ့ဒီထမင်းအိုးများမရကြဘူးလားရကြဝယ်ကြဒါရှိတာကိုဗျာဝယ်မရမှာကျုံလည်းဘာတန်းနဲ့ဖုန်းကြီးမဟုတ်ဘူးကြည့်တရားနာပြေးတာအဲ့ဒီထမင်းအိုးနဲ့ရှောက်ပြီးဝေးတာကုန်မှုတဲ့နောက်တရားနာပြေးသားတထေးသားကလည်းတောင်းတလုံးနဲ့မျိုးရိတ်ခါတွေရှောက်ပေးမကုန်တထေးချွေးမလေးကလည်းလိုအိတ်တလုံးနဲ့အသပြားတွေ၌လူမကုန်အမလေးကျွန်းယောက်ျားကလည်းထွန်သွားတစ်ချောင်းနဲ့ထွဲထွန်းတာတရားနာပြေးသားဟော9ချောင်းရထင်တဲ့ဗျာဒါကြောင့်အဲ့ဒီတထေးငါဦးကိုအကြောင်းပြုပြီးတော့ဇဘူးဒိတ်တကျွန်းလုံးငတ်ပြတ်နေတဲ့ဒုဝိကန္ဒရကကြီးထမင်းတနတ်စာလေးနဲ့ကဲနိုင်ခဲ့တဲ့ဆိုတာသိရသဖြင့်တရားပေါက်ကြပါစေမန္တလေးမြို့မှာရှိတဲ့ဝါဝါတွေဝင်ထိန်ပြီးတော့ယခုလိုတက်သမျှသင်ကြားပြီးတော့တရားဓမ္မတွေဖောက်တယ်ချဖယားအဆုံးမတွေမပြောက်ပြက်အောင်ထမ်းဆောင်နေရတဲ့တန်ဃာတော်အရှင်မြတ်များစေရနာထားပြီးတော့မန္တလေးရွှေမြို့တော်ကြီးကဝအောင်ကျွေးနိုင်ကြပါစေဒါပဲကျွတ်တို့ဆုတောင်းရမှန်လားတရားနာပြေးသားကြီးတိုင်းဒါကြောင့်တရားနာပြေးသားရေမဟာဒုတ်တင်မကဘူးခမရတို့ပေါ်စေရနာပို့ပြီးကျုပ်ဒီဇတ်ထုတ်တထုတ်အပြေးလွှမ်းခတ်တုတ်တုတ်ဟောရတာနော်နောက်ပိုင်းကြတော့မဟုတ်ဘူးဟုတ်တယ်ဇွညင်းမဲ့ဆိုတာကျုပ်ဟောတော့မှဖြစ်တဲ့ဖြင့်အခုခိတ္တရဆိုင်တဲ့အချိန်ခါမှာခမရတို့ဖြတ်ပိုင်းကလေးတွေနဲ့ဟဗတိုင်းပေးတော့နဲ့လှူဒန်းညာဗျာဂိုင်းနားပါရစီအိုးဗမာရင်းနာမမေ့မလျော့မပေါ့မဆာတော်တရီတရားဖြင့်တံပါရိထမိမိတို့ရည်မှန်းသမျှလွယ်လင့်တူရှိလို့မပင်ပန်းကြတာဖြင့်ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း